ထွက်ပြေးတဲ့အချိန်မှာနော်ဖယားနဲ့တွေ့တယ်ဟုတ်တယ်မလားဘေဒလာအရက်မှာနော်ယူပါယုံရပြီးတော့မှအိုးကောင်းကင်ကနေပြီးတော့မှတောင်းကင်တမန်နေဆင်းလိုက်တက်လိုက်လှုပ်တဲ့အရာတွေ့တယ်ဆိုတော့အဲ့ဒီမှာတဲ့ဖယားကယာကုပ်ကိုတွေ့ပြီးတော့မှဝင်းရံစီးကာခြင်းဟာလေလုယာဖယားကဘာလုပ်ပေးလဲယာကုပ်ကိုဝင်းရံစီးကာပေးတယ်နောက်ပြီးတော့မှသွန်သင်ခြင်းဂျေဇုကိုလည်းပြုတယ်တဲ့ဟာလေလုယာသွန်သင်ပေးတယ်တော့ယာကုပ်လည်းအဲ့ဒီချိန်မှာရောင်လဲလဲနဲ့ပဲသွားရမှမသိဘူးနော်သူ့ဦးလေးလာဗန်အိမ်ကိုသူ့အမေကသွားခိုင်းလိုက်တာဦးလေးလာဗန်ဆိုတာတစ်ခါမှလည်းမမြင်ဘူးဦးလေးလာဗန်ဆိုတာဖြူသလားမဲသလားပုသလားရှည်သလားလည်းမသိဘူးသွားရမယ့်နေရာကလည်းဘယ်လိုနေရာလဲမြေပုံလည်းမရှိဘူးအိုးအရှိဘက်ကိုသွားဆိုအရှိဘက်ကိုသွားလိုက်တာပေါ့အဲ့လိုပုံစံပေါ့နော်ဦးလေးလာဗန်စီပြေးလာဟိုရောက်ဘာလုပ်မလဲသူ့ကိုလက်ခံမလားကြိုးဆိုမလားဘလို့ဖြစ်မလဲမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေဖယားသခင်ကသူ့ကိုတွေ့တယ်တဲ့ဟာလေလုယာသူကဖယားကိုတွေ့တယ်ဆိုတာတဲ့ဖယားကသူ့ကိုတွေ့တယ်တဲ့ဟာလေလုယာအာမင်ဖယားကသူ့ကိုတွေ့ပြီးတော့မှဝင်းရံစီးကာပြီးတော့မှသူ့ကိုသွန်သင်ပေးတယ်တဲ့ဟာလေလုယာဖယားကလာဗန်အိမ်မှာဘလို့ဖြစ်မလဲသူ့ရဲ့အသက်တာဘလို့ဖြစ်မလဲဖယားအကုန်လုံးသူ့ကိုကြိုတင်ပြီးတော့မှပြင်ဆင်ပြီးတော့သူ့ကို